ကဲကယ်ရီမောင်းတာဆိုတော့ကယ်ရီမောင်းတဲ့သူတွေပြောတဲ့တွေ့ကြုံလေးပေါ့နော်တွေ့ကြုံလေးဆိုတော့ကျွန်တော်ရောက်နေတဲ့နေရာပေါ့ဒီနေရာလေးကသူတို့ပြောနေကြတယ်ညာနေဆောင်းလောက်ဆိုရင်ဒီနေရာရဲ့ရှေ့နားလေးရပေါ့နော်ကျွန်တော်ရိုက်ပြမယ်အိုင်နာရောက်ရှေ့နားလေးမှာသူခွေးနှက်ကြီးအဲ့လိုမျိုးဒီတမန်ကိုင်းတော်တွေကနေပြီးတော့ခွေးနှက်ကြီးဖြက်ပြေးတယ်လို့ပြောတယ်ပေါ့နော်ဒါကကြတော့ကျွန်တော်တို့ကလေကျွန်တော်တို့ကခုမှစမောင်းတာဆိုတော့ရှေ့ကဒီမောင်းထားဘူးတဲ့သူတွေအတွေ့အကြုံရှိတဲ့သူတွေကပြောပြဆိုရင်အိုင်နာလေးကြာကျွန်တော်တို့ view ဆက်ရတယ်ဒါဟိုတောတဘာဝနော်တောမှာဖြစ်တာရှိတဲ့အဖြစ်ပြက်လေးပေါ့နော်ဒီနားလေးမှာလည်းခဏဆိုင်ကယ် accident တွေဖြစ်တာများတယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့ view ဆက်ရတယ်နောက်မှာကျွန်တော်ပြမယ်ဒီမျိုးကားကြီးတွေလာရင်လည်းကျွန်တော်တို့ကဒီမှာလမ်းကအရင်ချင်းတဲ့တော်လေးချမောင်းရတယ်ဆိုတော့ကျွန်တော်တို့အတွက်အန်ဒရယ်အများကြီးဖြစ်နိုင်တယ်ဗျအခုဒီနေရာပေါ့နော်ဒါပဲခူးဒီလမ်းကကျွန်တော်ပဲခူးနဲ့ခရမ်းဟိုဘက်ရန်ကုန်တန်လျင်အဲ့ဒီဘက်ကိုဖောက်ထားတဲ့လမ်းဒီတရားလေးမှာဒီဘက်မှာဆိုရင်ဆန်ဆက်ဟောင်းအဲ့တော့ပဲခူးကလာတဲ့ညီကိုတွေပဲဖြစ်ခရမ်းဘက်ကနေလာတဲ့ညီကိုတွေပဲဖြစ်ဒီနားလေးတွေရောက်ရင် view site ပါနောက်ပြီးတော့ဒီမှာဗျဂျိုင်းကွက်တွေရှိတယ်ကားဟိုဘက်ကနေရှောင်မောင်းလိုက်လို့ရှင်ဒါမတော်ရင်ဆိုင်ကယ် accident ဖြစ်နိုင်တယ်ဟုတ်ရှိမှလည်းဂျိုင်းကွက်တွေရှိရပေါ့နော်ဒီဘက်တမန်းခြုံပုတ်တွေရှိတယ်အဲ့ထဲကနေဖြက်ပြေးတယ်လို့ပြောတယ်အဲ့အတွက်ကြောင့်ဒါလေးတွေပေါ့နော်ဒီနားလေးရောက်ရင်ညီကိုတွေ view site ကြပါဆိုင်ကယ်မောင်းရင်ကားတွေလည်းရှောင်မောင်းလို့ချင်းအဲ့လိုမျိုးဖောကားကြီးဟိုးနောက်မှလာနေတဲ့ဖောကားကြီးတွေအဲ့ဒါမျိုးကြီးဆိုရင်ကျွန်တော်တို့ကအတက်နိုင်ဆုံးအချိန်လျှော့ပြီးတော့လမ်းဘေးချရက်တင်ရက်ပါဒီကောင်တွေကကြတော့နည်းနည်းကြီးတယ်ဗျကြီးတော့တွေ့လားအပြစ်ယူထားလမ်းကိုအဲ့လိုမျိုးပြစ်ယူထားတော့ကျွန်တော်တို့ရှောင်စရာမရှိဘူးလမ်းကျဉ်လေးဆိုတော့